အိမ်အောင်ရေးဖောက်ပြန်ခံရလို့ပါတဲ့အကူကြီးတောင်းချင်ပါတယ်ငါမောင်ရဲ့တဲ့အမတယောက်ကရင်ဖွင့်ထားတာဖြစ်ပါတယ်ဗျဟိုဘက်ကမိန်းကလေးကိုလည်းမပြတ်ဘူးတဲ့ဒီဘက်ကမယားကြီးကိုလည်းမကွာရှင်းပေးသေးဘူးတဲ့သူ့ရဲ့မရင်ငယ်ကောင်မလေးနဲ့လည်းတာယာနေတာဒီလိုင်းပေါ်ခဏခဏတင်ပြနေပါတယ်တဲ့အမတို့ကအိမ်အောင်တက်တန်3နှစ်ရှိပါပြီတဲ့တမီးလေးတယောက်လည်းရှိပါတယ်တဲ့အမနဲ့မပေါင်းချင်လဲကွာရှင်းပေးပါလို့တောင်းဆိုချင်ပါတယ်တဲ့အဲ့တော့တမီးလေးကိုကြောက်တော့ဘယ်သူမှမပေးနိုင်ပါဘူးတဲ့တမီးလေးတယောက်လည်းရှိတာဖြစ်ကြောင့်မို့သူကပဲဒီအမကပဲပြုစုဆောက်ရှောက်သွားချင်ပါတယ်ပေါ့နော်တစ်ဖက်ကမိန်းကလေးဖြစ်တဲ့သူကလည်းတဲ့အမတို့မှာတမီးလေးနဲ့ဒီသူ့နဲ့ပတ်သက်တဲ့ယောက်ျားမယားကြီးရှိတယ်တမီးလေးရှိတယ်ဆိုတော့တိနဲ့ဆက်ပြီးတော့လည်းပေါင်းသိနေပါတယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်ဗျအဲ့တော့စာတွေကတော့အများကြီးပေါ့နော်အဲ့တော့ကျွန်တော်ဒီနေရာမှာပြောချင်တာကတော့လေတော်တော်များများအနေနဲ့တစ်ဖက်မှာအိမ်အောင်ရှိတယ်ဆိုတာသိပြီးဆိုရင်လေလုံးဝကိုကျွန်တော်တို့နောက်ဆုတ်ပေးတင်ပါတယ်လို့ပြောချင်ပါတယ်ပိုင်ရှင်ရှိနေတဲ့အရာတစ်ခုကိုကိုကလေကိုဟာလှုပ်ချင်လို့မရဘူးဗျကျွန်တော်တို့ဈေးထဲမှာပဲဖြစ်ဖြစ်ဈေးဆိုင်မှာပဲဖြစ်ဒီပစ္စည်းတစ်ခုကိုကလိုချင်တယ်ဒါပေမဲ့ဒီပစ္စည်းကသူများဝယ်ထားပြီးသားဖြစ်နေတဲ့ပိုင်ရှင်ရှိသွားပြီးဆိုရင်ကိုကဆက်ဝယ်လို့မရတော့ဘူးဆိုရင်နောက်လှည့်ပြန်ရစမြဲပဲဒီဟာကြီးကိုအသင်းလိုချင်လို့မရဘူးဗျအဲ့တော့ကိုကဒီဟာကိုထက်လိုချင်ဆိုအချိန်တစ်ခုထက်ဆောက်ရတယ်ဗျအဲ့တော့ယောက်ျားကောင်းတစ်ယောက်ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ဟာသူများပိုင်ရှင်ရှိနေပြီးသားအိမ်အောင်ရှင်ဒီပြောမယ်မယားကြီးရှိနေတဲ့ယောက်ျားတစ်ယောက်ကိုကိုကလေသူ့မှာရှိတဲ့ဒီတချို့ကလည်းငွေအင်အားကိုသဘောကျပြီးတော့ငွေကြောက်ပတ်သက်တဲ့မိန်းကလေးတွေလည်းရှိတယ်တချို့ကကြတော့ရုပ်ရည်ကြောက်သဘောကျတာတွေလည်းရှိတယ်တချို့ကတော့လည်းကျွန်တော်အပြောဆိုတွေကိုကြိုက်လို့ဝင်ပြီးတော့ပတ်သက်တာတွေလည်းရှိကြတယ်ဗျအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုနဲ့စားပတ်သက်တော့အိမ်အောင်မရှိလို့သိပေမဲ့နောက်ပိုင်းမှာအိမ်အောင်ရှိသွားတယ်သိတယ်ဆိုလဲနောက်ဆုတ်ပေးလိုက်တာအကောင်းဆုံးပဲဖြစ်ပါတယ်ဗျဘာလို့ပိုင်ရှင်ရှိနေတဲ့အရာကြီးကိုဟာသူများဟာကိုဟာလှုပ်ယူလို့ကျွန်တော်တို့တစ်သက်လုံးကိုယ်စိတ်ချမ်းသာနိုင်ပါမလားကျွန်တော်ပြန်စဉ်းစားကြည့်ပါဗျာကျွန်တော်တို့သူများဟာကြီးကိုခိုးယူထားတာပဲဖြစ်ဖြစ်သူများဟာအသင်းလူယူထားရတာပဲဖြစ်ဖြစ်ဗျာစိတ်ထဲမှာနေရတာပျော်လားပေါ့ဒါကိုပြန်စဉ်းစားကြည့်လို့ရတယ်အဲ့ဒါကြီးကကိုယ်အနောက်မှာအမြဲတမ်းအရေးအမဲကြီးလိုပဲလိုက်နေတဲ့အရာကြီးကိုကျွန်တော်တို့ကအသင်းလူယူထားပြီးတော့မှကိုကသမင်းစားဝင်မယ်စိတ်ချမ်းသာရမယ်ဆိုရင်တစ်ဖက်မှာခံစားရမယ်မိသားစုတွေရဲ့ဘဝကိုလည်းပြန်ပြီးတော့တွေးကြည့်လို့ရပါတယ်ဘယ်လောက်တောင်ခံစားရမလဲသမီးလေးတယောက်ရှိတယ်ဆိုရင်လည်းဖခင်မဲ့ပြီးတော့နေရမယ်ဘဝဟာဘယ်လောက်ထိအောင်မှကျွန်တော်တို့ပြောမယ်ဆိုရင်ကိုဆိုရင်ရောအဖေမရှိဘဲနဲ့ကြီးပြင်းလာရတဲ့မိန်းကလေးတယောက်ဆိုရင်ဘယ်လိုခံစားရမယ်ဆိုတော့မိန်းမချင်းနဲ့ကိုချင်းစာလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့မိန်းကလေးတယောက်အနေနဲ့ပြီးတော့ဖခင်မရှိတဲ့ဘဝတယောက်နဲ့တမီးချင်းကိုချင်းစာတဲ့စိတ်နဲ့လည်းရှေ့ဆက်ပြီးတော့မှဘာလို့တင်လဲဆိုတော့စဉ်းစားရမှာဖြစ်တယ်အဲ့တော့တအားကြီးရှေ့ဆက်မတိုးပါနဲ့ယောက်ျားတွေအများစုပဲဖောက်ပြန်တာမဟုတ်မိန်းကလေးလည်းဖောက်ပြန်တဲ့သူလည်းများစွာရှိပါတယ်အဲ့တော့ကျွန်တော်တို့တော်တော်များများအနေနဲ့ဒီနေ့ခေတ်မှာကလေဖောက်ပြန်တဲ့အရာကိုလေတော်တော်လေးဟိုမှာလူတွေကအလွယ်နီးလိုက်ကြတယ်ဗျအဲ့တော့တကယ်တော့လောကကြီးမှာအပြည့်ကြီးဆုံးအရာတွေမှာပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီအိမ်အောင်ကြပြီးသားတဲ့သူတွေအားလုံးနေနဲ့ကိုယ့်ရဲ့လူတစ်ယောက်ရဲ့ကိုချင်းတိတ်ခါဆိုတဲ့အရာကိုကျွန်တော်လုံးဝထိမ့်သိမ့်တင်တယ်ဗျလူတစ်ယောက်မှာအရေးကြီးဆုံးကကိုချင်းတရားဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကောင်းတဲ့ကိုချင်းတီလာဆိုတဲ့အထက်မှာဒီကျွန်တော်အိမ်အောင်ရေးဖောက်ပြန်ဆိုတဲ့အရာကြီးရတယ်လုံးဝကိုနံပါတ်1နေရာမှာကျွန်တော်ခါဝတ်ပဆိုလို့မြဲအောင်ထိမ့်သိမ့်ထားရမှာဖြစ်ပါတယ်ဘလူတွေဘလောက်ပဲဘလို့ပဲညှူဆွဲဘလို့မျိုးအထီးတွေ့တွေနဲ့ပဲလာပြီးတော့ကိုယ့်ကိုပတ်သက်နေပါစေကိုယ့်ဘက်ချမ်းကလုံးဝယုံထွက်နိုင်ဖို့အတွက်အဓိကလိုပါတယ်ဗျာကို့မှာဇနီးမယားရှိတယ်တို့မိန်းကလေးဆိုလည်းကို့မှာလင်ယောက်ျားရှိတယ်လုံးဝကိုကျွန်တော်တို့ဒီအရာကိုမမှားသင့်တဲ့အရာဖြစ်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်မှာညစ်ပတ်နေလို့ရှိရင်ရေချိုးလို့ရှိရင်စင်သွားပေမဲ့ဖောက်ပြန်တဲ့အရာကြီးကဘယ်တော့မှကျွန်တော်တို့တန့်စင်သွားမဲ့အထင်မှာမဟုတ်ပါဘူးဗျာကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအမြဲတမ်းညှဉ်းညွမ်းမှုတွေနဲ့ရှေ့ဆက်ဖို့အတွက်ဆိုရင်တော့ကန်ဆာတိုင်လည်းညံ့ပါတယ်ဒါမို့လုံးဝမဖောက်ပြန်ကြပါနဲ့လို့အားလုံးကိုအကြံပေးချင်ပါတယ်ဖောက်ပြန်မှုကင်းတဲ့အိမ်တော်ကြီးတွေလည်းပိုင်ဆိုင်ကြပါစေလို့ထပ်ဆင့်ဆုတောင်းပေးပါတယ်ဗျ